Titinos publicum Titino Divine the King is the King of Swinging Darum wird und seine Musik Der King The King of Swing Darum wird und seine Musik所以后面的အရင်ရှိမနေဘူးစုံနေတာမျိုးပဲဒီကဒါကားလေးကြည့်လို့လွယ်လေးဘယ်နေကောင်မှရဲနေရနည်းနည်းတော့အန်ရီများပုံဒီက9နာရီနဲ့18မိနစ်ကျွန်တော်တို့မှတ်တယ်မှာရောက်နေပြီကားဆောက်ရတာဘယ်လောက်ကြာမလဲဆိုတာကိုကြည့်ကြအောင်ရတာဒီကနည်းနည်းတက်ပေါ်ရတယ်တဲ့ဟောကားမှာလူတို့ရင်ပြက်နောက်ကိုမတွေ့ driver စိတ်နေတယ်ကွာရွှေတကုံဖျားသွားမယ်သာပြောတာရွှေတကုံသွားမယ်အကြောင်းရတော့မပြောရသေးဘူးဘာလို့လဲဆိုတော့ရွှေတကုံဖျားမှာလူတီနေလောက်မယ်လို့ထင်ရတဲ့နေရာ3နေရာလောက်ကိုကျွန်တော်သွားမှာဒီနေရာဒါဘယ်နေရာကြီးဖြစ်မလဲဆိုရင်လိုက်ကြည့်မှသိမှာ Okay let's go ခုတော့နောက်တစ်ဆင့်စီကိုကားဆောင်နေတယ်ဘယ်လောက်ကြာမယ်မှန်တော့မသိသေးဘူးခုနကတော့အရမ်းမြန်တဲ့ကားရန်ကုန်ကားဆရာကြီးကဘတ်ကားစီးရင်စိုက်ကားစီးတဲ့ခံစားချက်ပါရစေချင်တာသူ့ရဲ့စေတနာပါလားစီရုံဖះကိုလမ်းလျှောက်ရင်းနဲ့ရှီတက်လာပါပြီခင်ဗျာနဲ့အိုင်လေးပြပေါင်းဗီတိုပင်တို့ကိုသဘောပြင်ဆင်လိုက်ပါတယ်အာဇာနည်ကောင်းနာကလည်းဆိုတော့မြန်မာနိုင်ငံလူလေးခါကြီးကိုကြောင်းဆန်နေလို့ပါအာဇာနည်ကောင်းဆောင်ကြီးတွေကိုလည်းတတိယလွှမ်းဆုံးမိပါသေးတယ်ဗျာယနေ့ဖြစ်သတိတရားထားမှုအချီအများပြည်သူတွေစီရပြအရင်ရရတယ်ဖျက်ပိုင်းလက်ကပေးနေတယ်လို့ပဲတော့ခင်ဗျာကက်ချင်တော့ပတ်စံပေးရမှာပေါ့စီရဖျားကိုရောက်ခဲ့ပြီဒီဆုံးစီရဖျားကိုရနေရိုက်ပြပေးမယ်ကျွန်တော်ရွှေတကုံဖျားပုံကိုရောက်ခဲ့ပြီပထမဆုံးအနေနဲ့သွားမှာကတော့နောင်တော်ကြီးစီတီ Let's go ရွှေတကုံဖျားရေရပ်ဖက်ဘက်ကဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ကတဝဲပတ်ချောင်းသွားမယ်နောင်တော်ကြီးစီတီလို့ပြောတယ်ပတ်ကြည့်အောင်ဟုတ်ပဲအော် maybe ဒီစီတီဖြစ်နိုင်တယ်ဒီဖြစ်နိုင်တယ်လို့တော့ပြောတယ်ဒါပေမဲ့ကျွန်တော်တခြားတင်းတယ်ကြည့်ရမယ်လေကျွန်တော်ကြီးစီရီဘောတက်ရင်လက်မှတ်ထိုးရမှာနော်ဟုတ်ကဲ့ပါဖောင်ဖြည့်ရတယ်ဆိုတော့ကခြေတမူဖျားပေါ်မှာတည်ရှိတဲ့နောင်တော်ကြီးစီရီတော်ပါအခုကျွန်တော်ရှေ့မှာရွှေရောင်တမုံဝင်းနဲ့မြင်တွေ့နေရတဲ့စီရီတော်ကနောင်တော်ကြီးစီရီတော်ပဲဖြစ်ပါတယ်ဒီစီရီတော်ကတော့ရွှေတကုံဖျားမတင်ခင်တည်းကတည်ရှိနေတာလို့လူပြောများကြပါတယ်အခုကျွန်တော်တို့ဒီနောင်တော်ကြီးဖျားကိုလက်ရည်ပူဇော်ရင်းနဲ့ဘာတွေရှိမလဲဆိုတာကိုချ
ချက်လောက်လိုက်ကြည့်ကြရအောင်ဒီစီတော့ရေဘေးမှာအရန်စီဒီလေးတွေလည်းကျွန်တော်အနေနဲ့အများကြီးတွေ့ရပါတယ်တောင်တော်ကြီးစီတော့ကိုတပတ်ပတ်လာတာတစ်ဖက်မပြည့်ခင်ပါပဲဝင်လိုက်ရတဲ့ရေဝင်တစ်ခုရှိပါတယ်ရမ်းကြည့်ကြဖို့ကောင်းပါတယ်စီဒီတော့ဒါကတော့နောင်တော်ကြီးစီဒီတော့ပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့နောက်တစ်ခုရှိပါသေးတယ်ဒါကကျွန်တော်တို့အမြဲတန်ဖိုးထားရတဲ့ရွှေတကုံစီတော်မြည်ကြီးပဲဖြစ်ပါတယ်ကောင်းကင်ကြပြရဲ့အောက်မှာနောင်တော်ကြီးစီတော်နဲ့ရွှေတကုံစီတော်ကိုအခုလိုတွဲမြင်ရတဲ့မြင်ခွင့်ရအင်မတန်မှကြီးညိုတက်ပဲကိုကောင်းပါတယ်ကိုကျွန်တော်တို့နောင်ကြီးစီတော်ကိုအနည်းငယ်လေ့လာပြီးပါပြီပြီးတော့နောက်ထပ်ဘယ်နေရာသွားအောင်မလဲဆိုတာကိုကျွန်တော်နဲ့အတူဆက်တော့လိုက်ကြည့်ကြပါဦးခင်ဗျာ Let's go အခုကျွန်တော်ထပ်သွားမှာကတော့ရှင်းစုပ်ဘူးစီရုံနဲ့ပဲဖြစ်ပါတယ်အခုကျွန်တော်တို့အားလုံးပဲကြကြရအောင်ရှင်းစုပ်ဘူးစီရုံမြတ်ကအောင်မြေရဲ့အနီးနားဝန်းကျင်မှာပဲရှိလို့ပြောတယ်ကျွန်တော်တို့အဲ့ဒီကိုသွားမယ်အောင်မြေသွားလားအောင်မြေပဲပဲဒီပဲဟုတ်တယ်အောင်မြေသွားမယ်ခုကဆရာသမားတော့အိတ်နေဆရာသမားတော့ပူပြင်းနေမရှေ့ဖိုက်နေအောင်မြေလို့သတ်မှတ်ထားတဲ့နေရာကိုဆိုတိကျမှသိလိမ့်မယ်ဟိုဘယ်နာဟာအောင်မြေလေးဆိုတာကိုကျွန်တော်ပြမယ်ဟိုမှာညက်လာတော့မသိချက်ပြမယ်ဒီမှာအဲ့နားမှာကောင်းမွန်ပုံစံဟိုဘေးမှာထွက်နေအဆွဲလေးနေကောင်းမွန်ပုံစံလေးလုံးလေးပါတယ်ဗျဟောရောအဲ့နေရာအောင်မြင်လို့တတ်မှတ်တယ်ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်တို့လက်လိုက်ရင်ရွှေကုန်စီတော်ရဲ့အောင်မြင်နားမှာရှိတဲ့ရှေ့စောဘူးစီတော်ကိုလုပ်ခဲ့ပါဒီစီတော်ရဲ့နားမှာပြီးတော့ရှေ့စောဘူးကိုယ်တိုင်စိုက်ထားတဲ့သဘောအပင်လည်းရှိပါတယ်ဒီသဘောအပင်ရဲ့ထူးခြားချက်ကရှေ့စောဘူးဒီဇေဒီတော်ရဲ့ကြီးတော်စိတ်ကူးတော်ကိုလုံးဝမကြုံနိုင်ပါဘူးကြော်ပြီးဆိုလို့ရှိရင်အကြောင်းမျိုးကြောင့်ထူးခြားတတ်ပါတယ်၆ပြီးကြိုးကြတာမျိုးတွေလေးတိုက်ပြီးမိုးလာလေးတိုက်ပြီးတော့လေးတန်းကိုမခံနိုင်လို့ကြိုးကြတာမျိုးတွေဖြစ်တတ်ပါတယ်ရှေ့စောဘူးဇေဒီတော်ကိုရောက်ခဲ့ပြီသဘောအပင်လေးကိုဆိုတော့ရှေ့စောဘူးပြကိုတိပိုးလိုက်ပါဦးတို့အပြင်မှာလမ်းလျှောက်ရတာနေရမ်းပူတယ်ခန္ဓာကိုယ်ရဲ့တကူလုံးပူချစ်နေပြီဆွေးရမ်းထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ဘဝတော်တွေရှိတဲ့ဇောင်းလမ်းတွေမှာကျွန်တော်တို့ခဏလောက်ဝင်ထိုင်နေတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတိုက်ခတ်လာတဲ့ရေကရောက်ကိုအိမ်ရတယ်ကျွန်တော်ဒါကတော့ဘုရားဘာသာဝင်တိုင်းသိပါလိမ့်မယ်ဇေဒီတော်တွေကိုဇေဒီတော်တွေဘုရားတွေကိုတွားရောက်လက်ပတ်ဖူးနေတယ်သိပါလိမ့်မယ်ဒီပူကျဲထဲမှာလမ်းလျှောက်လာတယ်ကျွန်တော်တို့ဇောင်းလမ်းထဲမှာဝင်လိုက်တယ်ဘယ်လိုဘယ်နေရာကမှမသိရဝင်လာတဲ့လေးအေးလေးတွေကကျွန်တော်တို့တက်ခတ်လိုက်တဲ့အခါမှာခုပဲကျွန်တော်တို့အင်မတန်မှအေးတဲ့ဇောင်းလမ်းလေးတွေကထွက်ပေါက်တော့မယ်နောက်ထပ်လူတည်နေမယ်လို့ထင်ရတဲ့နေရာတစ်ခုကိုသွားမယ်ခုကျွန်တော်သွားခဲ့တာ2နေရာတော့ရှိသွားပြီဘယ်နေရာလဲဆိုတော့နောင်တော်ကြီးစီတီတော်ရဲ့ရှင်စောပုစီတီတော်ရဲ့ဖြစ်ပါတယ်ဓာတ်ပုံပြကန်းကိုအရင်နောက်မှာတရားနာလေးပါဝါကိုတော့လည်းနောက်ခုလုပ်ပြပါဗျာဝါရင်းဆိုတော့အစမပြေတရားရွတ်နေကြတာထင်ပါရဲ့အဲကြောင့်ဘီယိုရေးကနည်းနည်းလေးတော့ကျွန်တော်အတန်ကပြောင်းနေပါလိမ့်မယ်ဒါပေမဲ့ဖျားတန်တရားတန်ကြတဲ့ခါမှာတကယ်စိတ်ကအင်းမြပါစေနေမယ်ဒီဗီဒီယိုမှာမြင်တွေ့ရမှာတော့ရွှေတကုံဖျားရဲ့နှစ်ရဲ့ဆက်ဆက်ကဓာတ်ပုံလေးကိုမြင်တွေ့အောင်ပေးရတယ်ပေါ့2026ခုနှစ်ရဲ့ရွှေတကုံဗီဒီယိုပါပဲဒါပေမဲ့ရှေ့အရင်ကဘလို့ဒီဓာတ်ပုံမှာတည်ရှိနေခဲ့လဲဆိုတာကိုဒါကတော့ရွှေတကုံဖျားရဲ့ဓာတ်ပုံပြကမှာဒီထက်မှာဆိုရင်19ရာစုကဓာတ်ပုံတွေနဲ့ကျွန်တော်တို့20ရာစုကဓာတ်ပုံတွေကိုတည်တည်ချာချာကိုယ်ကိုယ်ပြပြနဲ့မြင်တွေ့နိုင်ပါတယ်အဲ့အပြင်ရွှေဘုံဖျားကိုဘလို့တော့ရွှေတွေနဲ့ဘလို့တော့တောင်းမြရထားတွေနဲ့ပူဇော်ထားလဲဆိုတော့ကိုလည်းဒီထဲမှာမြင်တွေ့နိုင်ပါသေးတယ်ကျွန်တော်တို့အနေနဲ့အနည်းငယ်ကြည့်လို့မရတဲ့ပူဇော်ထားခြင်းမျိုးတွေကိုဒီထဲမှာမြင်တွေ့နိုင်ပါတယ်
ဒါကြောင့်ရွှေတခုံဖျားကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကဒီဓာတ်ပုံပြခန်းကိုလည်းအဖြစ်မနေသွားတဲ့နေရာထိုးထဲမှာပါသေးတယ်နော်တိရှိပါပြီကြအားလုံးကိုလည်းကျွန်တော်ဒီနေရာကနေကျေးဇူးတင်ကြောင်းလေးပြောချင်ပါတယ်ခင်ဗျာနောက်နေမှာလည်းကျွန်တော်ရွှေတခုံဖျားရဲ့ဒီကဖြစ်တဲ့အံဖွယ်ကိုပါကိုလည်းကျွန်တော်ရိုက်ပြပြသွားပါဦးမယ်နောက်ဆုံးတော့ကျွန်တော်ရွှေတခုံဖျားကနေအောင်မြင်စွာဆက်သက်နိုင်ခဲ့ပါပြီဗီဒီယိုလေးကိုသဘောကျရဆိုလို့ရှိရင် like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ